Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုကနေပြီးတော့ကျွန်မအကြိုက်ဆုံး English လို module လေးကိုမျှဝေပေးချင်ပါတယ်အဲ့တော့ကျွန်မအကြိုက်ဆုံး English လို module လေးကတော့ Life is too short to be litter Life is too short to be litter အဲ့တော့ကျွန်တော်တို့ဘဝကြီးအရန်ကိုတူတောင်းတယ်အဲ့တော့ကျွန်တော်တို့ဘဝကြီးကဒီလူသက်တမ်းဆိုတူတူလေးပေါ့နော်ကိုနေရထိုင်ရတဲ့ဘဝကတူတောင်းတဲ့အတွက်ကြောင့်ဘဝဆိုတာတူတောင်းတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီဘဝကြီးမှာကြုံတွေ့ရတဲ့တေးသေးတော်လေးတွေကိုပဲအာရုံစိုက်ပြီးတော့ကိုဘဝအတွက်ကြီးကျယ်မြင့်မြတ်တဲ့အလုပ်တွေကိုမလုပ်နိုင်မဲနဲ့ခံစားနေရတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ရလာတဲ့ဒီဘဝအတွက်ကိုမထိုက်တန်ဘူးပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဆရာကြီးအမြဲတမ်းဆုံးမတဲ့စကားလေးလိုပဲဒီ life is too short ဘဝဆိုတာကတူတောင်းတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကိုလက်ရှိရနေတဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာကျွန်တော်တို့ပညာရဲ့ဥစ္စာရဲ့တရားရဲ့သုံးခုပေါ့နော်ပညာဥစ္စာတရားအဲ့ဒီသုံးခုကိုတစ်နေ့ကိုနည်းနည်းချင်းဖြည့်သွားမယ်ဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့အတွက်အကျိုးမြတ်တွေအများကြီးရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီသုံးခုကိုကိုကခုနကပြောလို့ life is too short to be litter ဆိုတော့ကိုကအဲ့ဒီအသေးအဖွားလေးတွေပေါ်မှာပဲကျွန်တော်တို့စိတ်ကသွားပြီးတော့ထားလိုက်တဲ့အခါမှာကိုယ့်ရဲ့တစ်နေ့တာအတွက်ဖြည့်ရမယ်ပညာဥစ္စာတရားကိုဖြည့်ဖို့အတွက်ကိုမေးလို့သွားနိုင်ပါတယ်ဒါကြောင့်မို့ life is too short to be litter ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တင်းငယ်တဲ့အကြောင်းအရာတွေကိုပဲအာရုံစိုက်ပြီးကိုယ့်ဘဝအတွက်အရေးမပါတဲ့အကြောင်းအရာတွေကိုပဲအာရုံစိုက်ပြီးတော့အချိန်သုံးခြင်းကိုကျွန်တော်တို့ရှောင်ဖို့အတွက်ကိုလိုအပ်ပါတယ်ဆိုတာလို့ဒီဗီဒီယိုလေးမျှဝေပေးချင်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်ဘိုင်ဘိုင်